အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်အခုဖတ်ပြပေးမယ့်ဝိထုလေးရတော့စာရေးဆရာဇေယနာရောင်ရရေးသားထားတဲ့အောင်မြတ်တာနဲ့ရောနကတိုင်းဆိုတဲ့ဝိထုလေးပဲဖြစ်ပါတယ်ခင်ဗျာမိုင်းညို့အုပ်ဆိုင်နေတဲ့တစ်ပင်ကြီးငယ်တွေအပြင်တောင်ကောင်းတောင်တန်းခြေဝမ်းတွေပေါ်များလာတဲ့ရောနယ်မြေလေးကလာရောက်သူတွေရဲ့စိတ်ကိုလွမ်းမောအောင်လွမ်းဆော့အောင်ဖန်ဆားနေခဲ့တယ်ရောနယ်လို့ဆိုလိုက်တာနဲ့လူအများရဲ့စိတ်ထဲမှာမှော်တွေကဝေတွေသောပညာတဲ့တွေအကြောင်းကမတွေ့ပဲပေါ်လာကြမှာမလွဲပေအမှန်တကယ်တော့ရောဒေတာမှာနေတဲ့သူတိုင်းဆုံးကိုယ်ပညာမတက်မြောက်ကြပါဘူးတို့ပေမဲ့ရောနယ်အတွင်းမှာရှိတဲ့ထီလင်းမြို့လေးကတော့ပကံခေတ်ကာလကတည်းကမျိုးစုံတက်အဖြစ်တည်ထားခဲ့တာကိုတော့တမိုင်းမှတ်တမ်းတွေအရသိရှိခဲ့ရတယ်ထီလင်းမြို့ဆိုတာကရှေးရခင်တကြတာကီဝင်မျိုးနွယ်တွေစတင်နေထိုင်ခဲ့ပြီးထိုခေတ်ကာလအခေါ်အဝေါ်အရရောနကတိုင်းလို့လူသိများထင်ရှားခဲ့တယ်အခုနောက်ပိုင်းမှာတော့လမ်းမဆက်သွယ်ရေးခက်ခဲမှုကြောင့်လူနေထိုင်မှုနှဲပါလာခဲ့တယ်လို့ရခိုင်နေတိုင်းခက်သူတွေလည်းရေကြီးရာမျက်နှာရာပြောင်းရွှေ့ခက်တဲ့ဖြစ်တမျိုးတော်ပေါင်းမှလူဦးရေ2,200,000ဝန်းကျင်ခန့်သာရှိကြောင်း1956ခုနှစ်မှတ်တမ်းအများအရသိရှိခဲ့ရတယ်တကယ်တော့ထီလင်းမျိုးဆိုတာတမိုင်းအဆက်ဆက်ရာဇဝင်နဲ့တည်ရှိခဲ့တဲ့မျိုးဖြစ်ပြီးခရစ်နှစ်948ခုနှစ်တွင်စော်ဝါနန္ဒရစ်ကစတင်တည်ထောင်ခဲ့တဲ့မြို့လည်းဖြစ်တယ်ထီလင်းမြို့ကိုအင်းဝခေတ်မှစပြီးကောင်းပေါင်ခေတ်အထိစော်ဝါမျိုးနွယ်တွေကအဆက်ဆက်အုပ်ချုပ်လာခဲ့ရာဘာကြီးတော်ဖရာလက်ထက်ထိနောက်ဆုံးအုပ်ချုပ်ခဲ့တဲ့မြို့တကြီးနာမည်ကတော့တီဟရာဇကျော်ပဲဖြစ်တယ်စော်ဝါမျိုးနွယ်တွေအုပ်စိုးပြီးတဲ့နောက်ပိုင်း1896ခုနှစ်တွင်ပခုတ်ကူခရိုင်နဲ့ကံပလက်ခရိုင်တို့ကိုစုစည်းပြီးပခုတ်ကူပြည်နယ်အဖြစ်ဖွဲ့စည်းရာတွင်ပခုတ်ကူခရိုင်အဖြစ်ပါဝင်တဲ့မြို့တစ်မြို့လည်းဖြစ်လာခဲ့တယ်ထို့သို့ပြောင်းလဲဖွဲ့စည်းခဲ့ပေမဲ့လည်းအချို့သောရွာများတွင်တော့စော်ဝါမျိုးနွယ်တွေကသာစီမံခန့်ခွဲရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့ကြတယ်အဲ့ဒီထဲကမှတင်ခါရွာကိုအုပ်ချုပ်တဲ့ရွာလူကြီးဦးကျန်ဆိုတဲ့လူရဲ့နာမည်ကတမျိုးလုံးမသိသူမရှိတော့အောင်ထင်ရှားကြော်ကြားခဲ့တယ်ဦးကျန်ကအသက်65နှစ်အရွယ်ခန့်ရှိပြီဖြစ်ပေမဲ့လူငယ်တယောက်လိုကျမ်းမာတန်ဆွမ်းနေစေဖြစ်တယ်လို့ရရေးရွာရေးကိစ္စတွေမှာလည်းအားတက်တယ်ရောပါဝင်ကူညီတဲ့သူလည်းဖြစ်တယ်ဦးကျန်ရဲ့နောက်ထပ်အားသာချက်တစ်ခုကလောကီပညာရဲ့တော်တော်များများကိုတက်ကြွနေတာပဲသူ့အိမ်မှာလည်းလောကီပညာနဲ့သက်ဆိုင်တဲ့ပြည့်စည်ပေါင်းများစွာကိုစုဆောင်းထားသလိုတခါတလေရဲရွာထဲမှာဖြစ်လက်ဖြစ်တာရှိတဲ့ပယောဂပုကတ်ခြင်းတွေကိုလည်းကိုယ်တိုင်ကုသပေးလေရှိတယ်ရွာမှာနေတဲ့လူတော်တော်များများကဥကြံကိုရိုသေလေ့လာကြရုံပဲတချို့သောလူရုပ်တွေကပမာမကန့်လှုပ်ချင်တယ်လို့ပညာစမ်းကျင်တယ်လို့လောက်တာတွေလည်းရှိခဲ့တယ်